ခြေပြားလေးထခြေတော်လေးနောက်ကိုပို့ပိုက်လေးညှက်ဘဲဘက်ချမ်းတွက်လုံးမယ်ဘဲခြေလေးညှက်ရှူတူးကွေးပိုက်ကိုညှစ်ပြီးယူလာလက်ကောက်ဝက်နောက်မှာကန့်လန့်ပြက်လေးချနောက်ခြေတော်လေးနောက်ကိုဆန်ထုတ်ကြောရိုးလေးဆန်ထုတ်ရှူတရောင်လေးချကြည့်မယ်ချလို့မရရင်ဒီအနေထားမှာပဲထိန်းထားချလို့ရတဲ့သူဒီလက်ကလေးလိုက်ဆန်ထုတ်လက်ဖူးလေးတဆင်ချင်းလိုက်ချနကလေးနှစ်ဖက်ညနာနာကိုယူတဖြောင်လေးခန္ဓာကိုထနောက်ခြေထောက်လေးကြွရှေ့ခြေထောက်လေးနောက်ကိုပြန်ပို့ down တော့ရှူထုံးရင်းနဲ့ဒူးလေးထောက်ချလိုက်ခြေပြားလေးချမယ်ခဏလောက်လေးရှူသွင်းရှူထုတ်လေးလုပ်ရအောင်ညာခြေလေးမြတင်နေဖွင့်ထုတ်ရှူဒူးကွေးဝမ်းပိုင်းညှစ်ပြီးရှေ့ကိုယူလာရှူထုတ်လက်ကောက်ဝဲရဲ့အနောက်မှာကန့်လန့်ပြက်ကလေးချနောက်ကခြေထောက်လေးနောက်ကိုဆန်ထုတ်ရှေ့ခြေထောက်ဒီလိုမျိုးတစ်ဖြောင်နေ90ဒီဂရီဖြစ်နေကြတော့မလို့ကိုက90ဒီဂရီမနေနိုင်ဘူးအတွင်းကိုကွေးနေရဆိုလဲရတယ်ကိစ္စမရှိဘူးထားနိုင်တဲ့သူမှပဲထားမယ်နောက်ကခြေထောက်နောက်ကိုဆန်ထုတ်ထားခါလေးကော့မယ်ရှင်ဘက်လေးတွေဖွင့်မယ်ကြောယူရမ်းမလေးကိုဆန့်ထုတ်ထားမယ်လက်နှစ်ဖက်ဒူးကောင်းရဲ့အရှိလေးမှာထားမေးလေးမော့ရှူထုတ်ရင်းနဲ့တထောင်လေးဖြည်းဖြည်းလေးချနောက်တစ်ဆင့်ဆက်ပြီးတော့ဖိချလို့မရတဲ့သူဒီအနေထားမှာထိန်းထားမယ်ဒီအနေထားမှာလည်းမထိန်းနိုင်တဲ့သူဒီခုနတော့စစအောင်ဆုံးဒီအနေထားမှာပဲ10စက္ကန့်လောက်ထိန်းထားလို့ရတယ်ရတဲ့သူမှသာတစ်ဆင့်ချင်းချရသေးရင်လက်လေးဆန်ထုတ်နဖူးလေးတွေလိုက်ချခဏလေးနေမယ်ရှူသွင်းရှူထုတ်လေးလုပ်မယ်လက်ကလေးမျက်နှာနာယူလက်ဖက်နှောက်လေးကိုတွန်းပြီးပြန်ထဒီကြောရိုးရမ်းမလေးကိုပဲအင်တို့တွေထပ်ပြီးတော့ရှော့အောင်မယ် table top အနေထားလေး၄တောင်ကြကြလေးနေမယ် cat ခေါင်းလေး9ချိန်လောက်လုပ်မယ်ဝမ်းပိုက်လေးကိုနှိမ်ချလိုက်ခါလေးကော့မေးလေးမော့ရှူခန္ဓာကိုယ်ခုံးမယ်ဝမ်းပိုက်ကိုအတွင်းကိုညှစ်လိုက်မယ်မေးစီလေးရင်ဘတ်စီဆွဲယူမယ်ရှူထုတ်လိုက်1ရှူရှူထုတ်ရှူမယ်ရှူထုတ်မယ်3ချိန်2 more နောက်ထပ်2ချိန်ထပ်လုပ်မယ်ရှူရှူထုတ်ရှူမယ်ရှူထုတ်လိုက်မယ်ဖြည်းဖြည်းလေးနောက်ကဖနှောက်လေးပေါ်ထိုင်ကြခန္ဓာကိုယ်လေးပြန်မလိုက်မယ်
ဒူးကောင်းကနေတစ်ဖြောင်နဲ့ထားခြေဦးလေးတွေရှေ့ကိုလှည့်တာခန္ဓာကိုယ်ဘေးမှာလက်ကလေးနှစ်ချောင်းချတာ1 bite ကိုညှစ်ရှုတင်လေးကိုညှစ်ပြီးဖြည်းဖြည်းလေးလိုက်ကြော့ခဏလေးထိန်းထားဖြည်းဖြည်းလေးပြန်ချရင်းနဲ့ရှုထုတ်โอเคခြေထောက်လေးနှစ်ချောင်းဆန်ထုတ်မယ်1 bite လေးကိုညှစ်ဖြည်းဖြည်းလေးထောက်ရှုထုတ်လိုက်ဘိုက်ကလေးအတွက်နည်းနည်းလေးဒီနေ့ထည့်လုပ်မယ်ထိုင်ချလိုက်မယ်ဖနှောင်းလေးနှစ်ခုကိုရှေ့လေးမှာပို့ထားခြေပွားလေးပဲချဖနှောင်းထောက်ထားတာလေးကအိမ်အတွက်ပို့ဆင်ပြီးတော့ဖနှောင်းလေးထောက်မယ်လက်ကလေးတူးပေါ်တယ်လက်တဆန့်လေးနောက်ကိုလဲ1 bite ကြွက်သားကိုတောက်လက်ကလေးဘေးမှာလွတ်ခြေထောက်လေးမှမြောက်နိုင်တဲ့သူဒီမြောက်မမြောက်နိုင်တဲ့သူဒီဒီမှာပဲနေမယ်1 2 3 4 5 6 7 8 9 10စံထုတ်နောက်ကလေးကိုလှဲနိုင်တဲ့လောက်လှဲလက်ကိုယူနိုင်ရင်လိုက်ယူမယ်မယူနိုင်ရင်ဘေးမှာပဲထားမယ်1 2 3 4 5 6 7 8 9 10ပြေးပြေးလေးလှချလိုက်ခြေထောက်လေးနှစ်ချောင်းကိုနောက်ကိုဆန်ထုတ်ပြီးတော့ဖိချလိုက်မယ်ကောဘရာလက်ချောင်းလေးနှစ်ခုကိုခန္ဓာကိုယ်ဘက်ကိုရသလောက်ယူထားကိုကတထောင်အပြည့်အဝမဆန်နိုင်ရင်တထောင်လေးနည်းနည်းလေးကိုခါလေးကော့နိုင်တဲ့လောက်လေးကော့ဆန်နိုင်တဲ့သူဒီဆန်ထုတ်လက်တွေကိုခန္ဓာကိုယ်ဘက်ကိုဒီလောက်ထိမယူနိုင်ဘူးရှေ့လေးမှာပဲယူနိုင်နေဆိုလဲရှေ့လေးမှာပဲထားကိုခန္ဓာကိုယ်ရသလောက်အနေထားလေးရနေစပြီးတော့ practice လုပ်မယ်ခါလေးကော့မယ်မီးလေးမော့ဥကောင်းလေးကိုနောက်ကိုနည်းနည်းလေးလှန်ထားမီးကိုရှေ့ကိုတွန်းထုတ်ထားရှုသွင်းရှုထုံးလုပ်ရင်းနဲ့စက္ကန့်30ထိမယ်1 2 3 4 5 6 7 8 9 10 1 2 3 4 5 6 7 8 9 10 1 2 3 4 5 6 7 8 9 10ဖြည်းဖြည်းလေးတင်လေးပြန်ကြွမယ်ခြေမလေးနှစ်ခုထိလက်ကလေးနောက်ဖက်ကိုလာခြေထောက်လေးထောင်ထားလက်ကိုနောက်ဖက်လေးကိုယူထားလက်ထိပ်လေးခြေထောက်ထဲတဲ့ဘက်ကိုထည့်ထား1 bite လေးကိုထဲကိုညှစ်လိုက်ရှူတင်လေးကိုညှစ်ပြီးဖြည်းဖြည်းလေးတစ်ဖြောင်နဲ့ဖြစ်အောင်ဆွဲမြောက်မယ် reverse table top ကောင်းလေးကိုတက်တောင့်တက်တာအနေထားမှာပဲထားမယ်ရှူတင်လေးပြန်ချ
ရှုထောက်ရှုတင်ကိုညစ်ရှုထောက်ဝမ်းပိုက်လေးကိုညှစ်ထားမမြောက်ခင်မှာမြောက်တဲ့အခါမှာတင်ကိုဆွဲညှစ်ရှုပြန်ချရှုထောက်3ရှုပြန်ချရှုထောက်4ရှုမယ်ပြန်ချရှုထောက်5 5ချိန်ပြည့်သွားရင် table top ကိုပြန်ထောက်မယ်၄တောင်ကြကြလေးထောက်ထားမယ်ကျမတို့ရဲ့ Yoga Master Channel ကို like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်